အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရနော်ဒီနေ့ဗီဒီယိုလေးကတော့အားလုံးအတွက်မင်္ဂလာရှိတဲ့သတင်းလည်းဖြစ်သလိုသတင်းကောင်းလေးလည်းဖြစ်ပါတယ်နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့အခုကျွန်တော်တို့တွေဖူးမြော်နေရတဲ့မဟာမြတ်မှုနိရုပ်ပွားတော်မြတ်ကြီးကိုပေါ့နော်ငလင်တုံးကထိခိုက်ထားတဲ့ဒီတင်းကျပ်တော်ကြီးစောင်းသွားတဲ့ဟာကိုပညာရှင်တွေဘုန်းကြီးတွေတာဝန်ရှိသူတွေအားလုံးစုပေါင်းပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီစောင်းသွားတဲ့တင်ကြက်တော်ကြီးကိုပြန်ပြီးတော့တဲမက်စွာနဲ့ပြုပြင်ပြီးစီးသွားပါပြီခင်ဗျာအခုတွေ့မြင်နေရတဲ့အတိုင်းမဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးကိုပေါ့နော်တင်ကြက်တော်ကြီးကိုငလင်တုံးကထိခိုက်သွားတဲ့အတိုင်းဆောင်းဆောင်းကြီးမတွေ့ရတော့ဘဲနဲ့ပြင်ဆင်ပြီးသွားတော့အရင်အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဖူးမြော်ကြီးညိုလို့ရသွားပါပြီခင်ဗျာဖူးမြော်ကြီးညိုလို့ရသွားပြီဆိုတော့အားလုံးပဲဒါဝမ်းသာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီတင်ကြက်တော်ကြီးစောင်းသွားတာကိုပြင်ဆင်တဲ့နေ့ကကြတော့မနေ့ကပေါ့နော်12ရက်4လ2025နေ့ကဒါပြင်ဆင်ပြီးစီးသွားတာပေါ့နော်အခုဆိုလို့ရှိရင်တော့အရင်ပုံမှန်အတိုင်းပဲဒီမဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးကိုပေါ့နော်ကြီးညိုစွာနဲ့ကျွန်တော်တို့ပြန်လဲပြီးတော့ဖူးမြော်ကြီးညိုတရားပွားလို့ရပါပြီခင်ဗျာဒါကတော့ကျွန်တော်တို့ဒါမနေ့ကဒါပြင်ဆင်နေတဲ့မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးကိုပေါ့နော်ဝိုင်းဝန်းပြင်ဆင်နေကြတဲ့ပုံဖြစ်ပါတယ်အခုကတော့ဒါကျွန်တော်တို့အားလုံးပြင်ဆင်ပြီးသွားတော့အရင်ပုံစံတိုင်းပြန်ပြီးဖူးမြော်လို့ရပါပြီနော်ဟုတ်ကဲ့ပါခင်ဗျာဒါဆိုလို့ရှိရင်တော့မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးကိုပေါ့နော်အားလုံးပြင်ဆင်မုံးမှန်ပြီးစီးသွားတဲ့ကျွန်တော်တို့ရုပ်ပွားတော်မြတ်ပုံစံကိုပေါ့နော်ကျွန်တော်အားလုံးကြီးညိုတရားပွားလို့ရအောင်လို့ထပ်ပြီးတော့ပြပေးပါခင်ဗျာတစ်ချက်လောက်ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ကြည့်ကြည့်ပါအောင်နော်အားလုံးပဲမြင်တွေ့ရတဲ့အတိုင်းကျွန်တော်ပြောခဲ့တဲ့အတိုင်းအားလုံးပဲသတင်းကောင်းပေါ့နော်မဟာမြတ်မုနိဖရာရုပ်ပွားတော်မြတ်ကြီးကိုကျွန်တော်တို့ဒီစောင်းသွားတဲ့တင်းကျပ်တော်ကြီးကိုလည်းအားလုံးဒီတဲ့လို့ပြီးသွားပြီပေါ့နော်အရင်အတိုင်းပဲကြီးညိုတရားပွားစွာနဲ့ဖူးမြော်မြင်တွေ့လို့ရပါပြီခင်ဗျာ